တောက်တန်ကူတော်တို့ကိုယ်တိုင်ဟိုတုန်းကအာသုဘတွေလိုက်လာတာဗောဥရောပါမှန်ပါဗျာတောက်တန်ကူတော်ဆိုတော့မပြောနဲ့တမျိုးလုံးကမသားမှန်လည်းမြကျုပ်ဂိတ်မှာအကုန်ဝင်တာပဲဆရာတော်ဘုရားထံအကုန်ရောက်ရပါတယ်ဗျာကျုပ်ဂိတ်ကိုအကုန်လာတာပဲချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရောအပြိုရောအအိုရောမာနရှင်တွေရောနော်ဟုတ်ပါတယ်ဗျာဘလောက်မာနကြီးကျုပ်ဂိတ်အကုန်ဝင်တာပဲကုန်လားပါတယ်ဗျာကျုပ်ကလည်းအမျက်စိပြနေတာပဲသေရကြီးသေးရဲ့အမိတ်ရှိပါဗျာငါသေရကြီးသေးရဲ့ငါသေရကြီးသေးရဲ့သုတ်တန်ကိုတော့ပွားနေတဲ့ဘာဝနာလေးမှန်ပါဗျာကြားရလားအလုံးယောဂီများကြားပါတယ်ဗျာလူသေးရင်တစ်လောက်30တော့ကျင်းသေးကျုပ်ရတယ်မှန်ပါဒါသေရကြီးသေးရဲ့ခေကြီးပါဗျာသေရကြီးသေးရဲ့မှန်ပါဗျာဘလောက်ကြည်ညိုစရာကောင်းတဲ့ကိုတော့လေမှန်ပါသေရင်ကျင်းသေးရပြီသေရင်30ရပါတယ်30မှန်ပါတဲ့တန်းနိုင်တဲ့တထေးကြတော့သင်္ကန်းရောဟုတ်လားထီရောဖဏရော560တော့အသာလေးယူထားရတာပဲရပါတယ်ဗျာမှန်ပါဗျာထုံးစံအတိုင်းလောက်တာဗေဒနာကာလကတနာအတိမကြဤဘဝကပြောင်းသွားလေသောဘသူအားနော်မှန်ပါဒီကုသိုလ်ကောင်းမှုတွေကိုပြုတာအမျှဝေပါတယ်ဖြစ်ရဘဝကသာဓုသာခေါ်ပါတော့မှန်ပါသာဓုခေါ်ရင်ဟုတ်လားမှန်ပါလူချမ်းသာနာချမ်းသာရမယ်ဆိုဘုန်းကြီးထုံးစံတိုင်းမြောက်ချရတာပေါ့ဗျာမှန်ပါပိုရတာပေါ့ဗျာမှန်ပါသေတဲ့လူတော့ရမရမပြောတော့ကျောက်ကတော့30ယူပြန်တာပဲမှန်ပါငိုကြတကူအဲ့ဒီကြကအမေရဲ့အမြနဲ့ရနိုင်မယ်အမေတော့ဘာမှမရပါဘူးဗျာရတယ်ဘုန်းကြီးကတော့ကျင်းသေး5ကြ30မှန်ပါမှန်ပါချမ်းနိုင်ကျွတ်လူပြောရလဲသေမပေးတာမသေးရင်ခုပေးကြသလားခင်ဗျားတို့တယောက်နဲ့တယောက်မျှဝေရသလားမဝေပါဘူးကဲဝေရသလားပိဋကများဘယ်တော့မှဝေမလဲသေမဝေပါလေဗျာသေမဘုန်းကြီးတွေပင်းမှန်ပါဟာလားလူပြီးတော့အဲ့ဒါလားဝင်းတာလို့လူတာမဟုတ်ဘူးမှန်ပါလူသေးလို့လူတာများဝင်းတာလို့လားပြောလို့လားရိပ်ကြပြီလူပါတယ်ဗျာမလွဲတာလို့မကောင်းလို့မတော်လို့မှန်ပါဗျာလောက်ပြန်တယ်ဟောပြီးတော့ဝင်းတာလို့ငိုလိုက်ချာအမေလေးဟုတ်လားမှန်ပါကျွတ်တော့ဘုန်းကြီးကလည်းမျက်နှာပူနဲ့ယူတာပဲကျောက်ကသာပြီးတော့မျက်နှာပြောင်းနေကိုတော့မှန်ပါပြန်တော့မပေးဘူးမှန်ပါဘလောက်ငိုရင်ဘလောက်ကိုမှန်ပါဒီကတော့ဒီစိတ်ချကောင်းကောင်းနဲ့တခါလွန်းနေရောကျောက်ကသာပြီးတော့ချွဲတတ်တာပေါ့ဗျာဒိတ်မှရတယ်မှန်ပါဒါမှလည်းသူတို့ကလှူကျင်တာကိုမှန်ပါနော်မှန်ပါဗျာအဲ့ဒါကြောင့်မလို့ကျွတ်တို့တရားတော်မတွေသေခါမတော့ကြေမချက်ကြနဲ့သေပြီးနောက်မှရေဆက်ချမှုနောက်ကြပြီးသားဖြစ်မည်များကြောင့်တဏှာပါမူအမြတ်ယူပါရှင်လုံးခါကနောက်မကြအောင်ရှင်းလာသူအားပေးဝေကြသနာကရုဏာတယောက်နဲ့တယောက်တူနဲ့တူချစ်ရင်ပဲချိန်ပေးရသလဲအလုံးပြိဿာများမသေးခင်ပေးရပါသေမပေးရသလားမသေးခင်ကပေးရသလားမသေးခင်ပေးရပါတယ်မသေးခင်ပေးရင်ကျိန်းစီမရဘူးလားရပါတယ်ဗျာယောက်ျားရှာရတဲ့ကုသိုလ်ကိုမရကိုဝေရင်မရဘူးလားရပါတယ်ဗျာသားလေးတွေသမီးလေးတွေမြည်လေးတွေအိမ်သူအိမ်သားတွေကိုပြန်သွားရင်ဒီကတရားပွဲကပြန်သွားရင်ဘာဝေမယ်အမျှဝေမယ်ဥစ္စာကျော်မဝေဝင်သေးပါဘူးအခုတကားကပါလာလို့အိမ်တက္ကမကစောင့်နေလို့ရှိရင်ပြန်သွားရင်တကားကဒီကရသွားတဲ့ကုသိုလ်တွေအမျှဝေကြည့်အိမ်ကလက်ခံမယ်ထင်သလားအမကျုပ်မှမသိသေးပဲတော့မှန်ပါဗျာသေမပဲအမျှဝေရတယ်လို့ကျွတ်တို့လူတွေထင်နေရတယ်နော်မှန်ပါသေသွားတဲ့လူဘယ်ရောက်မှလည်းမသိဘူးကဲသိကြသလားဘယ်ရောက်မှလည်းမသိဘူးသာဓုမခေါ်နိုင်မှလည်းမသိဘူးခေါ်နိုင်မှလည်းမသိဘူးမခေါ်ဘူးကဝေးပါတယ်ဗျာခေါ်နိုင်ဖို့ဂတိ၅ပါးကလည်းမလွယ်ပါဘူးနော်မှန်ပါဗျာဒီဝဂတိမနုဿဂတိတိရစ္ဆာနာဂတိနိရိယဂတိပေဒဂတိတဲ့နိဗ္ဗာန်ဒီဘဝမရောက်သေးတဲ့ပုဂ္ဂိုလ်ဟာနော်ဂတိ၅ပါးတော့သွားရမှာပဲအဲ့ဒီရင်ကောင်းတဲ့ဂတိကနဂတိရှိတယ်ဟုတ်လားမှန်ပါဗျာဒီဝလည်းမနုဿနဂတိပဲရှိတယ်မှန်ပါဗျာအဲ့ဒီနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ဟာသာဓုလားခေါ်ပါမလားဥရောပါမခေါ်နိုင်ပါဘူးဗျာလူပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ကတော့သာဓုခေါ်မလား9ရက်အတွင်းလုပ်တဲ့အလှူမခေါ်နိုင်ပါဘူးဗျာဒီကသုတိဆိုတာလည်းဟိုပဋိသေတွေသွားဖြစ်ပြီမှန်ပါကလလရေးကြီး9ရက်ကလေးဘယ်ဘက်ရောက်မှလည်းမသိဘူးဘယ်တိုင်းပြည်ရောက်မှလည်းမသိဘူးနော်မှန်ပါဗျာအဲ့ဒီကြမှာအမြလည်းငိုပြီးဝေးကြတယ်မှန်ပါဗျာစဉ်းလဲစဉ်းစားကြပါနော်ထုံနာစင်လာဖြစ်နေပါတယ်ထုံနာစင်လာဖြစ်နေတယ်ဟုတ်လားမှန်ပါဗျာမသေးခင်ကဝေမကျိန်းသေးရတယ်